ကလေးကြိုဆိုပါရယ်အဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာမှာဘာလုပ်မှာလဲဆိုတော့ edit ဆိုတဲ့ဟာကိုလုပ်မှာဖြစ်ပါတယ်အဲ့တော့ edit ကိုလုပ်မယ်ဆိုတော့ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ okay အဲ့တော့ edit ကိုကျွန်တော်ဒီရလေးမသွားတော့ဘူးမသွားဘဲနဲ့ဒီမှာကျွန်တော်တို့ဒီ date ကြည့်တာပဲလုပ်လိုက်မယ် edit ကိုဘယ်ကသွားမှာလဲဆိုတော့ကျွန်တော်တို့ဒီ second ဟာသွားလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ edit လုပ်ခြင်း edit ဟာသွားဒါ view ကြည့်ရင် view ဟာပဲကြည့်ဒါမျိုးပေါ့နော်အကြည့်သဘောမျိုးပဲလုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာကိုပြန်ပြီးတော့ပိတ်လိုက်ပါ okay ဒါဆိုရင်ကျွန်တော်တို့reload ဒါဆိုရင်ကျွန်တော်တို့ကြည့်လို့ရမယ်ဗျာသူ့ရဲ့ data တွေဘာတွေဖတ်လို့ရမယ်ဒီ edit ကိုနှိပ်ရင်ကျွန်တော်တို့ဟာသွားတဲ့ဟာကိုသွားမယ်အဲ့တော့ဒီဟာကိုနှိပ်ရင်လုံးမဲ့အပိုင်းတွေကိုကျွန်တော်တို့စပြီးရေးမယ်ဆိုတော့ကျွန်တော်တို့ဒီမှာresource တွေက view တွေက admin တွေကကျွန်တော်တို့အခုဟာက product เนาะ product ထဲမှာကျွန်တော်တို့ update plate ကိုကျွန်တော်တို့စပြီးတော့ရေးမယ် update.plate.php okay အဲ့တော့ဒီမှာပေါ့နော် update လုပ်တဲ့ page အဲ့တော့ဒီ page ကိုအရင်ဆုံးစပြီးညွှန်မယ်ဒီကဘယ် data ကိုယူမှာလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးက account တွေကကျွန်တော်တို့ edit ဒီဟာကိုပဲကျွန်တော်တို့ယူလိုက်မယ်ယူပြီးတော့ဒီမှာ paste ချလိုက်မယ်ပေါ့နော် update နေရာမှာ paste ချလိုက်မယ်အဲ့တော့ဒီထက်က auth တွေပဲယူထားတာဖြစ်တဲ့အတွက်ကိစ္စမရှိဘူးအဲ့တော့ဒီနေရာမှာကျွန်တော်တို့ update pizza ဆိုပြီးတော့နာမည်လေးခဏတက်လိုက်မယ်အဲ့တော့ဒီနေရာလေးကိုအရင်ဆုံးစပြီးတော့ခေါ်မယ်ပေါ့နော်မဆိုင်တာတွေကျွန်တော်အကုန်လုံးပိတ်လိုက်ပါမယ်ပိတ်လိုက်မယ်ကျွန်တော်တို့လိုအပ်မှဖွင့်မယ်ပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့ update ကိုစပြီးတော့လုပ်မယ်ပေါ့နော် route get ဆိုပြီးတော့ update မှာလဲကျွန်တော်တို့ ID ကပါအောင်ပါပဲ ID လေးယူလိုက်မယ်ကျွန်တော်တို့ဒီမှာ PRODUCT 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 ID ကိုမသိခြင်းကျွန်တော်တို့ hidden tag လေးနဲ့ထားလို့ရတယ်เนาะအဲ့လိုပုံစံမျိုးလုပ်လို့ရတယ်ဒါပေမဲ့အခုဟာတော့တည်ရမှာဆိုတော့ဘာလို့လဲဆိုတော့ icon ကိုနှိပ်တာဖြစ်တဲ့အတွက် ID ကမဖြစ်မနေတည်လာမယ်ပေါ့နော်ပြီးတော့ DUCT product တွေက update okay အဲ့တော့ဒါကိုသွားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ product controller မှာ update စပြီးတော့လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာ public function update ပေါ့နော်ဒီမှာဘာပါမှာလဲ ID ပါမယ်ဒီကအရင်ဆုံးအနေနဲ့ update page လို့အရင်ဆုံးရေးလိုက်မယ်ဗျာ update page ဘာလို့လဲဆိုတော့ကျွန်တော်တကယ် update မလုပ်သေးဘူးပေါ့နော် update page ကိုညွှန်ပါပေါ့နော် okay အဲ့တော့ဒီဟာကဘာလုပ်မှာလဲဆိုတော့ရိုးတန်းမယ်ကျွန်တော်တို့သူ့ရဲ့သက်ဆိုင်ရာ ID ဟိုဟာကိုယူမယ်ကျွန်တော်တို့ pizza ဆိုပြီးတော့ကျွန်တော်တို့ product table တွေကကျွန်တော်တို့ where ဆိုပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ ID လေးနဲ့ကျွန်တော်တို့ရရှိလာတဲ့ ID နဲ့ညီတဲ့ကောင်ကိုကျွန်တော်တို့ data ကို fetch ဆိုပြီးတော့ယူထားမယ်ယူပြီးရင်ကျွန်တော်တို့ဘယ်ကိုပြန်ပါလဲဆိုတော့ return ဆိုပြီးတော့view ဘယ်ကိုပြန်ပါလဲဆိုတော့ VIEW view admin တွေက product folder တွေကကျွန်တော်တို့သွားမှာ update page ကိုပြန်မယ်သူ့ရဲ့ကျွန်တော်တို့သူ့ရဲ့ဟိုဟာကိုသူ့ကို compact နဲ့ပါထည့်ပြီးပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ data ကို C1PACT compact နဲ့အပေါ်က pizza ကိုကျွန်တော်တို့ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ add page ကိုရောက်မယ်ဒီ page ကိုရောက်လာမယ် update pizza ဆိုတဲ့ဟာလေးပေါ်မယ်ပေါ့နော်ဒီဟာလေးပေါ်မယ်ကျွန်တော် data ပါယူပြီးသားเนาะအဲ့တော့အဲ့ဟာလေးရမယ်အဲ့တော့ list page မှာကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့ list page မှာ link ချိန်မယ်เนาะ link ချိန်မယ်သူ့ရဲ့သက်ဆိုင်ရာ data လည်းထည့်ပေးမှာဖြစ်တဲ့အတွက်ဒီမှာ link ချိန်မယ် route ဘာလဲဆိုတော့at product 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 hash update page ပေါ့နော်ဒီကိုသွားမယ်ဒီမှာကျွန်တော်တို့ link ပါထည့်ပေးလိုက်မယ် pizza တွေက ID data ပါထည့်ပေးလိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီအောင်နှိပ်လို့ရပါပြီအဲ့တော့ဒီကိုသွားမယ်ဆိုရင်ကျွန်တော်တို့ဒါကိုနှိပ်တဲ့အခါမှာ okay update page does not exist တဲ့ဘာမှဖြစ်တာလဲကျွန်တော်တို့ middleware update page controller ရဲ့ update page ဆိုမသိဘူးလေဘာဖြစ်လို့လဲပို့ဒီမှာ update page ဟိုမှာမရေးထားတာတင်တယ်ဟုတ်ပါကျွန်တော်ဒီမှာ update ပဲရေးထားတယ် controller သွားတဲ့အခါမှာဒီကမရှိလို့error တက်တာပေါ့နော်ကျွန်တော်ရှေ့ပြန်သွားမယ် reload နေမယ် okay အဲ့တော့ဒီအချိန်မှာကျွန်တော် edit နေလိုက်မယ် okay ဒီကိုရောက်တယ်ဆိုရင်မှန်တယ်ပေါ့နော်အဲ့တော့ဒီမှာမှကျွန်တော်တို့ပြန်ပြီးတော့ရေးရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဗာရေးရမှာလဲဆိုတော့ update ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာစပြီးတော့ရေးရမယ်အဲ့တော့ဒီဟာတွေစစ်စရာမလိုဘာလို့လဲဆိုတော့ pizza တိုင်းမှာသူ့ရဲ့
ဓာတ်ပုံကရှိတယ်အဲ့တော့ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာစစ်စရာမလိုဘူးတခါတည်းရေးပိုင်ခွင့်ရှိတယ်ပေါ့နော် Okay အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘာယူရမှာလဲဆိုတော့တခါတည်းတန်းပြီးတော့ယူရမှာပေါ့နော် STORAGE storage ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ doc နဲ့ဆက်လိုက်ပြီးရင်ကျွန်တော်တို့ရရှိလာတဲ့ပြီးdoc ကအပြင်မှာဆက်အောင် Okay အဲ့တော့ဟိုဘက်ကပြန်ပေးလိုက်ရ pizza ရဲ့ image pizza နဲ့ပြန်ပေးလိုက်တာကြည့်ရအောင်မယ်ဟုတ်တယ်နော် pizza နဲ့ပြန်ပေးလိုက်တာဒါဆိုရင်သက်ဆိုင်ရာ pizza ရဲ့ image ထွက်နေလိမ့်မယ်ပေါ့နော် Okay နော်ဒီမှာသူ့ရဲ့သက်ဆိုင်ရာ pizza image လေးထွက်နေပါလိမ့်မယ်အဲ့တော့ဒီမှာသူ့ရဲ့ name တွေပါတယ်ပြင်လို့ရမယ်pizza ရဲ့ name ကိုကျွန်တော်ဘာလုပ်မှာလဲဆိုတော့ဒါတွေခဏထားအောင်မယ်နော် error message တွေမဖြတ်တော့ဘူးကျွန်တော်တို့တခါတည်းဟိုကလုံးမှာဆိုတော့လीနော်pizza ရဲ့ name လေးဆိုတော့ဒီမှာနာမည် o တန်ဖိုးက name ထားလိုက်ဒီမှာကျွန်တော်တို့ရရှိလာတယ် PIZZA pizza တွေက name Okay အဲ့တော့ဒီ name ကိုလည်းဒီတိုင်းထားလိုက်မယ်အဲ့တော့ရတယ်ပေါ့နော်ဒီရောက်ကဟာတွေကဘာဖြစ်သွားလဲအယောင်တွေပြောင်းသွားအပိတ်တွေပါတွေရောကြံခဲ့လို့ခဏလေးကျွန်တော်ဒါ copy ကူးလိုက်မယ် control z နဲ့ပြန်ပြီးခေါ်လိုက်မယ်ပေါ့နော် Okay ခုနဖြတ်တာလောင်းသွားတာထင်တယ်ဒါကိုပဲဖြတ် paste ချလိုက် Okay ဒါဆိုရင်ရပြီပေါ့နော် storage တွေက doc ဒါက pizza ရဲ့ image အဲ့တော့ဒီမှာရပြီအဲ့တော့ဒီနာမည်ကိုကြတော့ဘာလဲဆိုတော့ pizza တွေက name အဲ့တော့ကျွန်တော်တို့ဒီမှာ email မဟုတ်ဘူး name ရယ်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင် name ရယ် image ရယ် description price တွေပါလေးလုပ်မယ်နော် name price name description ရေးလိုက်မယ်ဗျာဒီမှာ description ပေါ့နော်DESCRIPTION description ပေါ့နော်ဒီမှာ text area နဲ့ရေးထားတာတစ်ခုခုရှိလားမသိဘူးကိုဘယ်လိုပေါ့နော် Okay ဒီမှာရှိတယ်အဲ့တော့description ဒီမှာ paste ချလိုက်မယ်ဒီကောင်ကို DESCRIPTION description ဆိုပြီးတော့ရေးလိုက်မယ် Okay ဒီ O တန်ဖိုးမှာကျွန်တော်တို့ဒါကဘာလဲဆိုတော့ဟိုရရှိတဲ့ pizza ရရှိတဲ့ DESCRIPTION description အဲ့တော့ဒီကလည်း description ပေါ့နော် Okay အဲ့တော့ရပြီကျွန်တော်တို့ name ရဲ့ description ရဲ့နောက်ထပ် image လည်းပြီးပြီเนาะ image လည်းပြီးပြီ price က waiting time ရဲ့ view ကောင်းရယ် category ID ရေးအောင်မယ်เนาะ category ID အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့ option နဲ့ရေးလို့ရတယ်ဒါကိုခဏဖြတ်ထားရပါเนาะလိုမှထပ်ပြီးတော့မယ်အဲ့တော့ဒါက CATEGORY category ဆိုပြီးရေးလိုက်မယ်အဲ့တော့ဒီမှာရေးရအောင်ပေါ့နော် category က1 2 3တွေပါနေလိမ့်မယ်ဗျ1 2 3တွေပါနေမှာဆိုတော့ကျွန်တော်တို့ကသူ့ရဲ့သက်ဆိုင်ရာ category ကိုပြန်ပြီးတော့ဒီမှာဆွဲရမှာเนาะဆွဲရမှာဖြစ်တယ် Okay အဲ့တော့ဟာကိုကျွန်တော်တို့တေးသေးချာချာလေးရေးဖို့တော့လိုတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီမှာခဏလေးဒါလေးကိုခဏထားလိုက်အောင်မယ် category ဆိုပြီးတော့ Okay အဲ့တော့ category ရှိမယ်ကျွန်တော် price က waiting time view ကောင်းရှိအောင်မယ် price က waiting time view ကောင်းဆိုတော့ price ဆိုတော့ကျွန်တော်တို့ဒီမှာပါရေးလိုက်မယ်ဒီကဒါလေးပဲကုလိုက်မယ် price က waiting time view ကောင်းအကုန်လုံးက integer တွေပဲเนาะ price က waiting time view ကောင်းဆိုတော့ price က waiting time view ကောင်းအသုံးခုယူလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒါကို price လို့ပေးလိုက်မယ်သူ့ရဲ့ import type ကိုnumber ဒီဟာကို control D နဲ့မှတ်မယ် control D နဲ့အကုန်လုံးမှတ်မယ် price Okay price နဲ့ဟာနဲ့သက်ဆိုင်နဲ့ price ကဒီမှာအကုန်လုံးဟုတ်တယ်နော်ဆိုတော့အကုန်လုံးမှတ်နေအဲ့တော့ price ကဒါ waiting time waiting time ကိုကျွန်တော်ဒီမှာ import type က number control T နဲ့မှတ် WAITING waiting time ပေါ့နော်အဲဒါမဲ့တင်ကျွန်တော်ဒီမှာ WAITING waiting time ပေါ့နော်ဒါမျိုးနဲ့တင်မယ်အဲ့တော့ okay အဲ့တော့ name ကဒါဆိုတော့ကျွန်တော်တို့ O တန်ဖို့ဒါအဲ့တော့ဒီမှာကျတော့ waiting နဲ့ ns ကိုဒါ database ကလာတဲ့ဟာမလို့ပေါ့နော် okay waiting time ရပြီနောက်ထပ်ကျွန်တော်တို့ဒီမှာ view ကောက် control D နဲ့မှတ်မယ်
okay view ကဒါမျိုးရေးလိုက်မယ်ဟို database ကဒီတစ်ခုပဲကျွန်တော်တို့က view က okay ရပြီဒါဆိုရင်သူ့ရဲ့သက်ဆိုင်ရာဟာတွေရပြီဗျာ row မပါဘူးအဲ့တော့ဘယ်လိုရေးရင်ကောင်းမလဲဟောဒီမှာ row ကိုလည်းဒီလိုပဲထားရမယ်ဒါကသူ့ရဲ့ created date ပေါ့နော် date ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဒါကcreated at ပေါ့နော်created at သူ့ရဲ့ဟာကိုကျွန်တော်ကဗာရေးမှာလဲဆိုတော့ value ထဲမှာကျွန်တော်တို့ pizza list မှာသွားထားတယ်ဒါတန်ဖိုးရေးလိုက်မယ်ဘယ်ရောက်သွားလဲကျွန်တော်တို့သူ့ရဲ့ time ကိုကျွန်တော်ပြန်ပြီးတော့ပြောင်းထားတဲ့ဟာမျိုးပေါ့နော် time ကို detail မှာရှိမှထင်တယ် detail edit ဒါမျိုးအဲ့တော့ value ကိုအဲ့ဟာမျိုးထည့်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်တော့ရမယ်ထင်ပါတယ်အဲ့တော့ဒီမှာကျွန်တော် reload နေကြည့်မယ် okay เนาะကျွန်တော်တို့ data တွေအကုန်ပါတယ်ကျွန်တော်တို့ view count ဘယ်လောက်ဆိုပြီးပါတယ် view count ကလည်းကျွန်တော်တို့ပြင်ခွင့်မရှိဘူးဗျ view count ကကျွန်တော်တို့မှာပြင်ပိုင်ခွင့်မရှိဘူးပြင်ပိုင်ခွင့်မရှိတာဖြစ်တဲ့အတွက်ကျွန်တော် view count ကိုလည်းဗာပဲထားမလဲဆိုတော့ဆိုတော့ဘယ်ရောက်သွားပြီလဲ view count ဟုတ်ပြီကျွန်တော်တို့ဒါတွေမလို့ view count မှာကျွန်တော်တို့ပြန်ပြီးပြင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ view count မှာ error တွေမလို့သူက for show ပဲပြန်มาဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ disable ထားထားမယ် for show ပေါ့နော်ပြင်လို့မရတာဒီနှစ်ခုရှိမယ်ပေါ့နော်ဒါက for show ပဲပြမယ်အဲ့တော့ကျွန်တော် waiting time ပြင်လို့ရမယ် price ပြင်လို့ရမယ်ကျွန်တော်တို့ဒီနေရာတွေလုပ်လို့ရမယ်ကျွန်တော်တို့ဒီဟာတွေလုပ်လို့ရမယ် okay အဲ့တော့ရပြီပေါ့နော်ရပြီအဲ့တော့ကျွန်တော်တို့ဒီမှာ update လုပ်မယ်ဆိုရင်ဒီအားနှစ်ခုက for show ဆိုတော့အစင်တော့ပြေပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ validation စပြီးတော့စစ်ကြမယ်ပေါ့နော် validation စစစ်မယ်အဲ့တော့ validation ကကျွန်တော်တို့ဒီမှာတွေ့လား pizza name တို့ pizza category pizza description ကျွန်တော်ဒီဟာကိုပြန်သုံးမှာဖြစ်တဲ့အတွက်နာမည်တွေကဒီဟာပဲပေးထားမယ်တကယ်ကျွန်တော်တို့နာမည်သာအခုလိုမျိုးပေါ့နော်လွဲပြီးပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ validation ကိုအသိရေးရမယ်ဒါကြောင့်မလို့အသိကမရေးချင်တာ ਨੇ ကျွန်တော်တို့ဒီနာမည်တွေကိုပြန်ပြီးတော့ changes လုပ်ရမယ်အဲ့ဒါမှပဲကျွန်တော်တို့အသိမရေးရမှာပေါ့နော် validation ကကျွန်တော်ဒီဟာကိုပြန်ပြီးတော့သုံးလို့ရမှာဖြစ်တယ်ပေါ့နော် okay အဲ့တော့စမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒီ name တွေအကုန်လုံး control ဒီနဲ့ select မှလိုက်ပြီးတော့ဒါပါလဲဆိုတော့ pizza name ပေါ့နော် name ရေးလိုက်ဒီ database ကဟာကြတော့ name ပဲပေါ့နော် validation စမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ name တွေပါတယ်မဖြစ်ရင်အဲ့ဒါတက်မယ်ဒီနာမည်နဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဟာပဲပြန်ပြီးယူသုံးမှာမလို့လေနော်အဲ့တော့ category တွေပါတယ်ရလဲကျွန်တော်တို့ category လဲကျွန်တော်တို့ဒီတိုင်းပဲမဖြစ်ဘူးဆိုရင်ကျွန်တော်တို့ဘာပဲဖြစ်မှာလဲဆိုတော့ error တက်မယ် error ကိုကျွန်တော်ဒီမှာတော့ gender တွေတောင်ဖြစ်နေတယ် pizza CATGORY pizza category ဆိုပြီးယူထားရမယ်choose pizza category ဆိုပြီးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့မဖြစ်ဘူးဆိုရင် error တက်လိမ့်မယ်အဲ့တော့ address description ကလည်းပါပေးထားလဲဆိုတော့ဒီဟာပဲပေးထားတယ် pizza description ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာ control D နဲ့မှတ်လိုက်ပြီးတော့ control V နှိပ်လိုက်ဒီမှာလဲ control V နှိပ် pizza ဒီအောင် P ဒီ label က description ပဲထားလိုက်အဲ့တော့ဒီမှာလဲ page ချ description နဲ့ဆိုင်တဲ့ error ရှိလားရှိရဆိုရင် invalid သွားမယ်ဒါဆိုရင်ကျွန်တော်တို့ O က description ဟုတ်တယ်ဒီ database တက်ကယူတာကြတော့ DSCI PTR description အဲ့တော့ဒီဟာက O တန်ဖို့ဟုတ်တယ်အဲ့တော့ဒါ under DSCI PTR description ပေါ့နော် okay ဟုတ်တယ်နော်ဒါပဲအဲ့တော့နောက်ထပ် description ရှိပြီဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကပါလဲဆိုတော့ image pizza image လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ image မှာသွားပြီးတော့ရေးမယ်ပေါ့နော် image ကဒီမှာအဲ့တော့ control D paste pizza image နဲ့ဆိုင်တဲ့ error ရှိလားရှင်းပြမယ်ပြီးရင် price ကကျွန်တော်တို့
အောက်မှာရှိမယ် okay name description category ပြီးပြီ price ကကျွန်တော်ဒီမှာ control D နဲ့မှတ်လိုက် control D နဲ့မှတ်ပြီးရင်ဒီကကြတော့ database ကဟာကြတော့ price ကျန်တာအဆင်ပြေတယ်ပေါ့နော် okay price လဲပြီးပြီဆိုတော့ကျွန်တော်တို့ pizza waiting time ဒီနာမည်နဲ့ပဲသွားမယ်နော်pizza waiting time ဆိုတော့ဒီမှာ control D နဲ့ဒါတွေမှတ်လိုက်ပေါ့နော်ဒါကြတော့ over ဟုတ်တယ်ဒီကကြတော့ waiting time ဒါဆိုရင်ဒါပြင်စရာမလိုဘူးပေါ့နော် okay မှန်တယ်view count တွေပါတွေကမလိုဘူးပေါ့နော် view count မလိုဘူး created at မလိုဘူး okay အဲ့တော့အဆင်ပြေတယ်ဆိုတော့ရပါပြီเนาะကျွန်တော်တို့ place holder လေးတွေကျွန်တော်တို့ရေးအောင်မယ် under ဒါ price နာမည်မှားနေမလို့ပေါ့เนาะ under waiting time ပေါ့เนาะwaiting time ဒီမှာဆိုရင် admin view count ဒီကောင်ကြီးက place holder တော့မလိုဘူးเนาะကျွန်တော်တို့ဒီကမလိုဘူးလေ view count ရေးရမှာမလိုတာဖြတ်လိုက်လို့ရတယ်okay ပြီးရင်ကျွန်တော်ဒီ place holder တွေမှန်လား price မှန်နေအဲ့တော့ဒီမှာ category choose pizza category choose category ပေါ့နော် choose your option ဆိုလဲ choose category ရပါတယ်အဲ့တော့ဒီ description ကြတော့ဒီမှာ text area မှာ enter description ဆိုပြီးရေးထားတာမှန်နေ okay ဒါမှန်နေရေးစရာမလိုဘူးကျွန်တော်တို့ pizza name ကြတော့ဗာရေးထားတယ်admin pizza name နဲ့ enter name ပေါ့နော် okay ရပြီဆိုတော့အဆင်ပြေတယ်အဲ့တော့ update လုပ်မယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့အရင်ဆုံးအနေနဲ့ update ကလေးခဏလေးကိုကျွန်တော်တို့စပြီးတော့နှိပ်မယ်ဆိုရင်လုပ်ပါအဲ့တော့ဒါပေမဲ့ကျွန်တော်တို့အခုချိန်မှာခဏလောက်ထားအောင်မယ် category change တာကိုကျွန်တော်ဘာရေးမှာလဲဆိုတော့ဒီမှာသူ့ရဲ့သက်ဆိုင်ရာ category တွေကျွန်တော်တို့လုပ်ရမယ်ပေါ့နော်ပြရမယ်လေနော်ကျွန်တော်တို့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ page ကိုရောက်တဲ့အခါမှာကျွန်တော်တို့ဒီမှာလောက်ထားဖို့လိုတယ်เนาะကျွန်တော်တို့ဒီမှာ category ကိုယူထားဖို့လိုတာဖြစ်တဲ့အတွက် CATE category ဆိုပြီးတော့ CATE GRY category ကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့get ဆိုပြီးတော့ကျွန်တော်တို့အကုန်လုံးယူထားလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဲ့ထဲကို compact ကို category ပါထည့်ပေးလိုက်မယ် category ပါထည့်ပေးလိုက်မယ်အဲ့တော့ဒီကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီကအဲ့ဒီ category ကို for each နဲ့ပတ်မယ်ပေါ့နော်အဲ့တော့ CATEGRY category add ဆိုပြီးတော့ဘာနဲ့လုပ်မှာလဲဆိုတော့ key ရယ် value ရယ်key ရယ် value ရယ် pair ရနဲ့သွားမယ်ပေါ့နော်okay အဲ့လိုမသွားပဲနဲ့ key value နဲ့လာမှာမဟုတ်တော့ထားလိုက်ကျွန်တော်တို့ဟိုပါပဲထားမယ် C ဆိုပြီးပဲထားလိုက်မယ်အဲ့တော့ Yodenan option နဲ့ကျွန်တော်တို့ယူမယ်အဲ့တော့ Yodenan option နဲ့သွားမယ်အဲ့တော့ဒီရှေ့ကဘာလုပ်မှာလဲကျွန်တော်တို့ဒီ C တဲက category ရဲ့ ID အဲ့တော့ဒီမှာကျွန်တော်တို့ပါလာမှာလဲဆိုတော့ category ရဲ့ name ဒါဆိုရင်ကျွန်တော်တို့ရွေးတဲ့ဟာကို database ထဲမှာသိရင်တော့သူ့ရဲ့ ID နဲ့သိမ်းသွားမှာပေါ့နော် C တဲက name ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေတယ်အဲ့တော့ဒီအချိန်လေးမှာကျွန်တော် reload နဲ့ပြန်ပြီးကြည့်ကြည့်မယ်ဆိုရင်ဘာပေါ်မလဲဆိုတော့တဲ့လားဒါတွေပေါ်တယ်ဒါပေမဲ့ကျွန်တော်တို့မှာတစ်ခုရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ database ထဲမှာမိတ်ဆွေတို့ကြည့်မယ်ဆိုရင် product ထဲမှာဘာရှိမလဲဆိုတော့ category ID တွေက3တို့4တို့1တို့ရွေးနေတာเนาะကျွန်တော်တို့အခုလောက်တာ3ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ cheese pizza ဒီမှာလေchicken pizza ဆိုရင်ကျွန်တော်တို့ပါလဲဒီမှာ ID3 နဲ့က chicken pizza ID3 နဲ့ chicken pizza 1 category ID က1ဆိုတော့သူ့ရဲ့ category ID ကဘာလဲဆိုတော့ Napoleon pizza เนาะ Napoleon pizza ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုး update ကိုလာပြီဆိုရင်အဲ့ဒီ Napoleon pizza ဆိုတဲ့ဒါကရွေးပြီးသားဖြစ်နေရမယ်เนาะကျွန်တော်တို့ update လုပ်တာဖြစ်တဲ့အတွက်သူ့ရဲ့သက်ဆိုင်ရာ category ကဒီမှာတစ်ခါတည်းရွေးပြီးသားဖြစ်နေရမယ်အဲ့ဟာကိုလုပ်ရမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့အခုဆက်ရမှာဘာလဲဆိုတော့ကျွန်တော်တို့မှာသူ့ရဲ့သက်ဆိုင်ရာ ID နဲ့တူတာဆိုလို့ရှိတယ် category ID က1ဆိုရင်တကယ်လို့ဒါကျွန်တော်တို့ category ID ကဒီဟာလေးနဲ့ဒါတူမယ်ဆိုရင်အဲ့ကောင်ကို check လုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့ရေးရမှာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာ fs လေးတစ်ခုထည့်မယ်เนาะ fs လေးတစ်ခုထည့်မယ်ဘာလဲဆိုတော့ကျွန်တော်တို့ရရှိလာတဲ့ဒီ pizza တွေက ID နဲ့ပေါ့เนาะကျွန်တော်တို့ pizza တွေက ID နဲ့ if
ကျွန်တော်တို့ဒီ pizza တွေကရရှိလာတဲ့ category ID เนาะဒီ ID လေးနဲ့เนาะဒီ ID လေးနဲ့သူ့ရဲ့ looping ပတ်တဲ့အခါမှာကျွန်တော်တို့ထွက်လာတဲ့ဘာလဲဆိုတော့ဒီလိုထွက်လာတဲ့ဒီ ID လေးနဲ့တူတဲ့အခါမှာเนาะ equal တူတဲ့အခါမှာဆိုတော့ equal ကျွန်တော်တို့ category က ID လေးနဲ့တူတဲ့အခါမှာဆိုလိုတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ pizza မှာ category ID တွေကအမြဲတမ်းရှိတယ်เนาะအဲ့တော့ category ID နဲ့ကျွန်တော်တို့ဒီလိုမျိုး looping ပတ်လိုက်တဲ့အခါမှာထွက်လာတဲ့ ID လေးနဲ့တူတဲ့အခြေအနေဆိုရင်ကျွန်တော်တို့ကဘာထပ်ပြီးထည့်မှာလဲဆိုတော့ကျွန်တော်တို့ selected ဆိုတဲ့ဟာလေးကိုထည့်လိုက်မယ်ဒါလေးပဲပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒါဆိုရင်သူ့ရဲ့သက်ဆိုင်ရာဟာကိုနှိပ်လိုက်ရင်ဒီမှာကြည့်အဲ့တော့ဒီမှာ Napoleon နဲ့ okay Napoleon ဒီမှာရွေးပြီးသားဖြစ်နေတယ်เนาะအဲ့တော့ဒီအခြေအနေမှာကျွန်တော်နောက်ပြန်သွားမယ်ဥပမာဒီမှာ ID number 4 seafood เนาะ seafood ဖြစ်နေတယ်အဲ့တော့သူ့ရဲ့ကျွန်တော်တို့ seafood ဆိုတော့ category က seafood 4ပါလဲ Greek pizza အဲ့တော့ဒီဟာကိုကျွန်တော်ဒီဟာကို edit လုပ်ရင်ဘာဖြစ်နေမလဲဒီမှာ Greek pizza မှာရွေးပြီးသားအဲ့တော့အဲ့လိုအခြေအနေမျိုးရကျင်တာပေါ့နော်အဲ့တော့အဲ့လိုအခြေအနေမျိုးရကျင်မို့အတွက်ကျွန်တော်တို့ဒီမှာဒါလေးဆက်လိုက်တာအဲ့တော့ဘာလဲဆိုတော့ဒါလေးကိုမိတ်ဆွေတို့တစ်ချက်သတိထားရမယ်ပေါ့နော်အဲ့တော့ category ID လေးနဲ့ကျွန်တော်တို့ဒီလိုမျိုး looping ပတ်လိုက်တဲ့အခါမှာထွက်လာတယ်ဒီ ID လေးနဲ့ညီတဲ့အခါမှာဘာလုပ်မှာလဲဆက်လက်လုပ်မှာဒါဆိုရင်ကျွန်တော်တို့ ID number 4ဆိုရင်ဒီမှာ looping ပတ်လိုက်လို့4ရောက်လာပြီဆိုရင်ဒီကောင်ကိုကျွန်တော်တို့ဘာလုပ်မှာလဲ selected ဆိုပြီးလုပ်လိုက်မှာเนาะအဲ့တော့ဒီနေရာလေးနည်းနည်းသတိထားရမယ်เนาะโอเคဒါဆိုရင်သူ့ရဲ့သက်ဆိုင်ရာ pizza ကိုဝင်လိုက်တာနဲ့သူကသူ check လုပ်ပြီးသားဖြစ်နေလိမ့်မယ်ဒါလေးရမယ်เนาะโอเคအဲ့တော့အဆင်ပြေပြီဆိုတော့ဒီနေရာကြီးပါကျွန်တော်တို့ထပ်ပြီးတော့သွားမယ်ပေါ့เนาะကျွန်တော်တို့ပြီးဒါလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့သဘောတရားကိုပဲကျွန်တော်တို့ဘာမှထပ်ပြီးသုံးပါလဲဆိုတော့အဲ့ဒီ database relation နဲ့ပဲသွားရမယ်မတူညီတဲ့နည်းနဲ့ပဲပေါ့နော်မတူညီတဲ့နည်းတွေပဲသွားလိုက်မယ်အဲ့တော့တူညီတဲ့နည်းအမြဲတမ်းသုံးရင်တော့တနည်းပဲရမှာဆိုတော့ခဏလေးစောင့်လိုက်အောင် edit မှာကျွန်တော်တို့ edit ရေးထားတာမှာ1 2 3ပဲပေါ်နေတယ်အဲ့ဟာကိုဒါမျိုးသဘောနဲ့မသွားတော့ဘဲနဲ့အဲ့ဟာကို database relation နဲ့သွားမယ်เนาะโอเคအဲ့ဒါလေးတော့ကျွန်တော်မသင်ရသေးတဲ့အတွက်ခဏလေးထားလိုက်အောင်အဲ့တော့အခုသက်ဆိုင်ရာcategory တွေကိုသူ့ဘာသူရွေးချယ်ပြီးပြီဆိုတော့ကျွန်တော်တို့စပြီးတော့ update လုပ်လို့ရပြီအဲ့တော့အရင်ဆုံးအနေနဲ့ validation ကိုစပြီးတော့လုပ်မှာဖြစ်ပါတယ်အဲ့တော့ validation စမယ်ပေါ့နော် validation စမှာဖြစ်တဲ့အတွက်ကျွန်တော်ကဘာလုပ်မှာလဲဆိုတော့ message လေးသူ့သက်ဆိုင်ရာတွေလည်းအကုန်လုံးထုတ်ပြီးပြီเนาะဒီမှာသူ့ဟာတွေပါစပြီးဆိုတာ ਨੇ ကျွန်တော်တို့ဒီ button လေးကိုနှိပ်လိုက်တဲ့အခါမှာဘာလုပ်မှာလဲဆိုတော့ဒီဟာကိုလုပ်မယ်ဆိုပြီးတော့သွားမယ်ပေါ့နော် multi path data တွေပါရေးပြီးသားเนาะအဲ့တော့အဲ့ဒါအဆင်ပြေတယ်အဲ့တော့ ID လေးပါသဲသွားမယ်ဆိုတဲ့အတွက်ကြောင့်ဒီမှာ ID လေးထည့်ပါမယ် ID ကပါလဲဆိုတော့ pizza တွေက ID okay အဲ့တော့update လုပ်ဖို့အတွက်ကျွန်တော်တို့တစ်ခုရေးရမှာပေါ့နော် post method ဖြစ်ရမယ်ကျွန်တော်တို့ update လုပ်မှာဆိုတဲ့အတွက် update ပေါ့နော်ဒါလာပြီဆိုရင်ကျွန်တော်တို့ PRO DUCT product controller တွေက class တွေက update ပေါ့နော် update ကိုသွားမယ် name ကျွန်တော်တို့ PRO DUCT product တွေက update ပေါ့နော် okay အဲ့တော့သူ့ရဲ့သက်ဆိုင်ရာကိုသွားမယ်ဒါဆိုရင် update သွားမယ်အဲ့တော့ကျွန်တော်တို့ update အတွက်ဒါတွေမလိုတာတွေပိတ်လိုက်တော့မယ်ပေါ့နော်ဒီမှာ update အတွက်တစ်ခုရေးရမယ်update pizza အဲ့တော့ public function update အဲ့တော့သူ့ရဲ့ ID လေးလည်းပါတယ်လို့ကျွန်တော်တို့ request လေးလုပ်အောင်မယ်လीเนาะ okay အဲ့တော့ဒီမှာဘာလုပ်မှာလဲဆိုတော့DD ဆိုပြီးတော့အရင်ဆုံးပါမပါလေးတစ်ချက်ကြည့်ကြည့်အောင်ဟော validation စပြီးစင်ပါပေါ့နော်ပါတာပါမှာပဲလीเนาะကျွန်တော်တို့ဒီအခြေအနေထိရောက်နေပြီဆိုတော့အရင်တော့စစ်စင်ရမလို့တော့တကယ်လို့မသေးကြသေးရင်တော့စစ်ပေါ့နော်အဲ့တော့ okay အဲ့တော့ပါတာကပါမယ် ID လည်းပါမယ် request လည်းပါမယ်ဒါဆိုရင်ကျွန်တော်တို့အရင်ဆုံးအနေနဲ့pizza ဆိုပြီးတော့ကျွန်တော်တို့validation စပြီးဆင်မယ်ပေါ့နော် validation စဆင်မယ်ဆိုတော့ကျွန်တော်တို့ဒီကောင်ကိုခေါ်မယ် product validation check ဒီကောင်ကိုခေါ်မယ်ဆိုတော့ this ဟောလဲဆိုတော့နာမည်တူပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခေါ်သုံးခွင့်ရှိရပေါ့နော်ဘာထည့်ပေးလိုက်မှာလဲဆိုတော့ request တွေကိုထည့်ပေးလိုက်မယ်တကယ်လို့ဟိုဟာဖြစ်တယ်ဆိုရင်အောင်မြင်တယ်ဆိုရင်ကျွန်တော်တို့ဘာလဲဆိုတော့ DD ဆိုပြီးတော့ success ဆိုပြီးထုတ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ image ကမထည့်မနေရကြီးဖြစ်နေတယ်တွေ့လားအဲ့တော့ဒီနေရာတော့နည်းနည်းလေးဟိုဟာဖြစ်ရမယ်
တော့ဒီနေရာလေးကိုပြင်ဖို့အတွက်ကျွန်တော်ဘယ်လိုသုံးရမလဲဆိုတော့နည်းနည်းလေးပြင်ရမယ် rule ပြင်ရမယ်ဗျာကျွန်တော်တို့အဲ့ဒါဆိုရင်အခုဟာဗာလဲဆိုတော့ update နဲ့ create မှာပဲဒီ validation ကိုသုံးတာဆိုတော့ကျွန်တော်ဒီမှာva align ဒီအောင်rule ဆိုတဲ့အထက်မှာကျွန်တော်ဗာထည့်မှာလဲဆိုတော့ဒီဟာထည့်လိုက်မယ်နည်းနည်းလေးပြန် customize လုပ်ရမယ်ဗျဘာလို့လဲဆိုတော့ဒီ update လုပ်တယ်ဆိုရင်ကျွန်တော်တို့ဓာတ်ပုံတွေကဖြည့်ကျင်မှဖြည့်တော့မှာလေ require ပါကျင်မှပါတော့မှာအဲ့တော့အဲ့ဟာလေးကိုကျွန်တော်တို့နည်းနည်းလေးလုပ်ရမယ်အဲ့တော့ဒီဟာကိုဒီနေရာမှာကျတော့ဒါထည့်လိုက်မယ်ဒီနေရာအထိမိတ်ဆွေတို့ဒါကောင်းကောင်းသဘောပေါက်ပါเนาะအဲ့တော့ဒါမျိုးအဲ့တော့ကျွန်တော်တို့လုပ်ချင်တာဒီ create အတွက်လုပ်ချင်တယ်ဆိုရင်ဒီမှာ validation စစ်တဲ့အခါမှာ create လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာvalidation နောက်မှာဒီမှာပါထည့်မှာလဲဆိုတော့ create ဆိုပြီးထည့်လိုက်မယ်ဒီနောက်မှာပါလဲဆိုတော့ဒီနောက်မှာ update ဒီလိုမျိုးလေး string လေးထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာstatus ဆိုတဲ့ဟာလေးပေါ့နော်action ကဘာလုပ်မှာလဲဆိုတဲ့ဟာရမယ်ဒီထဲမှာကျွန်တော်တို့ဒီတကယ်လို့ update ကခေါ်တယ်ဆိုရင်ဒီ action ထဲမှာ update ဆိုတာပါမယ် create က validation သွားမယ်ဆိုရင်ဒီမှာ create ဆိုတာပါမယ်အဲ့တော့ကျွန်တော်တို့ရိုးတက်နဲ့ဒါလုပ်လိုက်မယ်เนาะကျွန်တော်တို့တကယ်လို့ဒီဟာကိုကျွန်တော် control H နဲ့ဖြတ်ထားလိုက်မယ်เนาะဖြတ်ထားလိုက်မယ်အဲ့တော့ဒီအခြေအနေမှာ if ကျွန်တော်တို့ဒီဘာလဲဆိုတော့ဒါလိုရေးလိုက်မယ် validation rule တွေကဘာလဲဆိုတော့ pizza pizza image ကိုဆက်မှာเนาะထည့်မယ်ဘာဆက်မှာလဲဆိုတော့ကျွန်တော်တို့ action က equal ဘာလဲဆိုတော့ကျွန်တော်တို့ဘာလဲဆိုတော့ create ဖြစ်နေလားဆိုပြီးဆက်လိုက်မယ်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲကျွန်တော်တို့ဒါကိုထည့်မယ်မဖြစ်ဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲမဖြစ်ဘူးဆိုရင်ဒါဘာမှမထည့်ဘူးပေါ့နော်ဘာမှမထည့်တဲ့ပုံစံမျိုးရေးမယ်ဒါလေးရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်တို့တစ်ချက်စမ်းကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ရဲ့ validation တွေက image ဆိုတဲ့ pizza image ဆိုတဲ့ validation တွေမှာ create ဖြစ်တယ်ဆိုရင်ဒီ rule တွေထည့်မယ်မဖြစ်ဘူးဆိုရင်ကျွန်တော်တို့ဘာပဲထည့်မှာလဲကျွန်တော်တို့မဖြစ်ရင်ဘာမှမထည့်ဘူးပေါ့နော် validation မှာဘာမှမထည့်ဘူးအဲ့တော့ဆိုလို့တာ update လုပ်မယ်ဆိုရင်မဖြစ်ရင်တော့ဒါပဲထည့်မှာဒါတော့ထည့်ရမယ်ဗျမဖြစ်ရင်တော့ဒါထည့်မှာเนาะဖြစ်ရင် require ပါမယ်မဖြစ်ရင်ဒါပဲပါမယ်ဒီလိုပုံစံမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ validation rule လေးကိုကျွန်တော်တို့စစ်ကြည့်အောင် validation rule ဆိုပြီးတော့ကျွန်တော်တစ်ချက်ထုတ်ကြည့်မယ်เนาะဒါဆိုရင်ရမရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အခုချိန်မှာ create ရင်ဆုံးစပြီးလုပ်ကြည့်မယ်ဘာဖြစ်တာလဲ product controller 89မှာ error တက်နေတယ်တဲ့89ဘာဖြစ်လို့လဲcomma ကို syntax error comma မှာ syntax error တော့တက်ဒီမှာ comma မဟုတ်တာ full colon ရေးမှာ sorry ternary operator သုံးထားပါဘောเนาะ ifs နဲ့ရေးရင်လည်းရတယ်မိတ်ဆွေတို့အဲ့တော့ if ဆိုပြီးတော့တကယ်လို့ create ဖြစ်နေလား create ဖြစ်တယ်ဆိုရင်ဒီကောင်လေးကိုဒါတွေထည့်မယ် f ဆိုရင်ဒါထည့်မယ်ဒါမျိုးရေးလို့ရတယ်ကျွန်တော်က ternary နဲ့ရေးလိုက်တာပေါ့เนาะဒီလိုပုံစံနဲ့ရပါတယ်အဲ့တော့ create လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ validation ကိုကျွန်တော်တို့ create စစ်ကြည့်တဲ့အခါမှာဘာဖြစ်နေလဲဆိုတော့ဒီမှာတွေ့လားဒီထဲမှာ require mimes ပါတယ် fine ပါတယ်เนาะဒါကကျွန်တော်တို့ create မှာစစ်ထားတဲ့ validation rule เนาะကျွန်တော်တို့ create က okay တယ်တကယ်လို့အဲ့ဒါဆိုရင် update လေးသွားကြည့်အောင် update မှာကျွန်တော်နှိပ်လိုက်မယ် update မှာကျွန်တော်တို့ update နှိပ်လိုက်တဲ့အခါမှာကျွန်တော်မဆက်ရသေးဘူးထင်တယ် update ဆိုတဲ့ဟာလေးကိုကျွန်တော်ဒီမှာဖြည့်ပေးရမယ် admin update မဟုတ်ဘူးဒါပါလေ product okay product update အဲ့တော့ update ကခေါ်ထားရရှိတယ်ထင်တယ် okay နော်ဒီမှာခေါ်ထားတယ်ဒါကို create အောင်မှာပဲရေးလိုက်ပါမယ်ကျွန်တော်တို့ okay okay ဆိုတော့ရပြီအဲ့တော့ကျွန်တော်တို့ဒီမှာခေါ်ထားတယ်ဒါဆိုရင်ကျွန်တော်တို့အခုချိန်မှာဗာလဲဆိုတော့ရိုးတနဲ့update နှိပ်လိုက်တဲ့အခါမှာဒီမှာတွေ့လား require မပါတော့เนาะ require မပါဘူးသူမှဆက်ထားတာ mime ဆက်ထားတယ် fine ဆက်ထားတယ်เนาะ require မပါဘူးအဲ့တော့
ဒီဟာကျွန်တော်တို့ဒီ update မှာဆိုရင်ကျွန်တော်တို့ဓာတ်ပုံမပြောင်းခြင်းပဲလေလုပ်ရင်လုပ်မှာပဲလေအရင်ဓာတ်ပုံကိုပြောင်းပြီးတော့အရင်ဓာတ်ပုံကိုအသုံးပြုပြီးတော့ data ပဲပြောင်းခြင်းလေပြောင်းမှာပဲအဲ့တော့ဒါလေးနည်းနည်းလေးထောက်ရတယ်ပေါ့နော်โอเคဒါဆိုရင်ရပြီဆိုတော့ရပြီဆိုတော့စစ်မယ်ဆိုတော့ validation ကျွန်တော်ဒီမှာခေါ်ထားတာရှိတယ်အဆင်ပြေတယ်ဆိုရင်ဆက်ပြမယ်โอเคသွားမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ reload နေမယ်ဗာလဲ get method is not all ဟုတ်တာပဲကျွန်တော် update မှာ get method မှာမရှိတာ sorry post method ဆိုတော့ကျွန်တော်တို့ form ကပဲသွားလို့ရမယ်လीနော် update ဘာတွေတက်လဲဒီ pizza ကဘာလဲဆိုတော့ has already taken ဆိုပြီးတော့ error သွားတက်တယ်error ကဘာလဲဆိုတော့သူ့ကိုယ်သူတော့တူလို့ရမယ်အခုကကျွန်တော် unique ထည့်ထားတယ်လीနော် unique ထည့်ထားတာဖြစ်တဲ့အတွက်သူ့ကိုယ်သူတော့တူခွင့်ရမယ်ဒါပေမဲ့တခြားကောင်တွေတူလို့မရဘူးဆိုပြီးကျွန်တော်စစ်မှာဒါကအရင်တုန်းကကျွန်တော်တို့စစ်ခဲ့ပူပြီးသားလीနော်အဲ့တော့အဲ့ဟာအတွက်ကိုစစ်ရမယ်စစ်ဖို့အတွက်ကျွန်တော်တို့ ID လေးထည့်ပေးလဲရတယ်မထည့်ပေးလဲဟိုဖြစ်တယ်ပေါ့နော်အဲ့တော့ ID ပါထည့်ပေးမယ်ဆိုရင်အဲ့တော့ဒီက ID မတည်တော့ဘဲနဲ့ကျွန်တော်တို့ hidden tag လေးနဲ့တစ်ခုထည့်လိုက်မယ် hidden tag လေးနဲ့ပေါ့နော် importer hidden hidden tag လေးနဲ့တစ်ခုထည့်မယ်သူ့ရဲ့ name ကိုကျွန်တော်ဗာလဲဆိုတော့ pizza id ဆိုပြီးပေးလိုက်မယ်သူ့ရဲ့ value ကဘာပါမှာလဲဆိုတော့ကျွန်တော်တို့ pizza တဲ့က id ပါမှာโอเคအဲ့ဒါဆို pizza id ဆိုတဲ့ဟာလေးကဒီဘက်ကိုလာမယ်ဒီဘက်ကိုလာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ id မလို့တော့ဘူးကျွန်တော်တို့ကဟိုတည်လိုက်တာဖြစ်တဲ့အတွက်တကယ်လို့အဲ့လိုမျိုးကျွန်တော်တို့ hidden tag နဲ့မတည်ရင်ကျွန်တော်တို့ဒီလိုပုံစံနဲ့ဆက်ရမှာသိလားအဲ့တော့တကယ်လို့ဒီဘက်မှာ ID လေးကနားဖြစ်နေလားဆိုပြီးဒီမှာစစ်မယ်စစ်တယ်ဆိုရင်တကယ်လို့နားဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဘာမှမလုပ်ဘူးဒီနောက်မှာထပ်ပြီးတော့မဆက်ဘူးပေါ့နော်တကယ်လို့နားဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့ဒီမှာသူ့ကိုယ်သူဆိုတဲ့ဟာကိုဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့ထည့်ရမှာအဲ့တော့ရေးရတာရှိတယ်ဗျာရေးရတာရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာ hidden tag လေးနဲ့တည်လိုက်မယ်တည်လိုက်တဲ့အတွက်ကျွန်တော်တို့ ID ကဒီမှာမတည်တော့ဘူးဒီမှာမတည်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာလဲ ID နဲ့ဖမ်းစရာမလိုအပ်တော့နော်မလိုအပ်တော့ request ထဲမှာလည်းအကုန်ပါပြီးသားဖြစ်တာဖြစ်တဲ့အတွက်သူ့ကိုယ်သူတော့ဟိုဖြစ်မယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဗာလဲဆိုတော့ product ပေါ်မှာသူ့ကိုယ်သူတော့ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာrequest ထဲကဗာလဲဆိုတော့ဒီကျွန်တော်တို့ pizza id သူ့ကိုယ်သူတော့ရမယ်သူ့ကိုယ်သူတော့ကိစ္စမရှိဘူးဒါပေမဲ့တခြားဟာတွေနဲ့တူလို့မရအောင် unique ဖြစ်ရမယ်ဆိုပြီးတော့ဒါရေးလိုက်တာပေါ့နော်ကျွန်တော်တို့ဒီမှာ reload ပြန်သွားလိုက်ဒါဆိုရင်ဒီမှာ update နေရင်ကျွန်တော်တို့ဆက်ဖြစ်သွားတယ်ဘာလို့လဲဆိုတော့ data တွေအကုန်ပါလို့ဒီလားသူ့ကိုယ်သူဆိုရင်တော့ရတယ်အဲ့တော့ဒီမှာ chicken pizza မလုပ်ဖ ೇನೆ ကျွန်တော်ဒီတခြားဟာပေါ့နော်ဘာ pizza တွေရှိသေးလဲဒီမှာ cheese pizza ဆိုပြီးရေးကြည့်မယ် cheese pizza ဒါကို copy ကိုပြီးတော့ကျွန်တော်ဒီနေရာမှာ cheese pizza ရေးခဲ့မယ်ဆိုရင် create လုပ်မယ်ဆိုရင်ရမှာမဟုတ်ဘာလို့လဲဆိုတော့ duplicate သွားတက်လိမ့်မယ် cheese pizza မရအောင် O တန်ဖို့လည်းပြန်ဖမ်းထားတယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့အရင် pizza ပဲပြန်ပြီးထည့်လိုက်မယ်တောင် reload ပြန်နေရမယ်ပေါ့နော်အရင် pizza chicken pizza ဒါလည်း chicken pizza ဆိုရင်လောက်တယ်ဆိုရင်ဆက်ဖြစ်တယ်နော်အဲ့တော့သူ့ကိုယ်သူဆိုရဲဟာကိုရပြီနော်သူ့ကိုယ်သူတော့ duplicate မလုပ်ဘူးဒါပေမဲ့တခြားဟာတွေနဲ့လုပ်မယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ DT step D ရပြီနော်အဲ့တော့ require တွေစမ်းကြည့်မယ် require တွေအဆင်ပြေလားပေါ့နော် require တွေအဆင်ပြေလားလုပ်ချင်တဲ့အတွက်ဒါထည့် choose လေးတောင်create လို့okay အကုန် require တွေ error တက်တယ်အဲ့တော့ရမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့တွေ့လားဟိုဟာမတက်ဘူးတွေ့လားကျွန်တော်တို့ဒီမှာဓာတ်ပုံမှာဘာမှမထည့်ရင်တော့မတက်ဘူးဒါပေမဲ့ဓာတ်ပုံမှာကျွန်တော်တို့ကအဲ့ဒီ image မဟုတ်ဘဲနဲ့ကျွန်တော်တို့တခြား file တွေပါတယ်တွားပြီးထည့်ခဲ့တယ်ဆိုရင်ဒီမှာတွေ့လား error သွားတက်လိမ့်မယ်အဲ့တော့ဒီဟာကိုရမယ်နော် create မှာဆိုရင်အဲ့လိုလုပ်လို့မရဘူးဓာတ်ပုံမှာကျွန်တော်တို့မထည့်ဘူးဆိုရင် create မှာဆို error တက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ခုနက validation rule ကိုကျွန်တော်တို့ပြင်ထားတယ်အဲ့တော့ဒီအချိန်ဒီမှာတွေ့လားကျွန်တော်တို့ဓာတ်ပုံမှာမထည့်ဘူးဆိုရင်ဘာဖြစ်နေလဲတွေ့လားဒီမှာ the pizza fee must be require ဆိုတာတက်တယ်ဒါပေမဲ့ကျွန်တော်တို့က update မှာ require မတက်ဘူးဘာကြောင့်မတက်လဲဆိုတော့ကျွန်တော်တို့ခုနက validation ကိုနည်းနည်းလေးပြင်တယ်ဒီမှာတွေ့လား update လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာတွေ့လား require fee မတက်ဘူးဖြည့်ချင်မှာဖြည့်ပေါ့နော်ဖြည့်မယ်ဆိုရင်သူလုပ်မယ်မဖြည့်ဘူးဆိုမလုပ်ဘူးဆိုတဲ့ပုံစံမျိုးအဲ့တော့အဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာဒါလေးနဲ့တခြားထိန်းထားတယ်ပေါ့နော်အဲ့တော့ require ဆိုတဲ့ဟာဘယ်မှာပဲထည့်မှာလဲဆိုတော့ create မှာပဲထည့်မှာ update မှာ require မထည့်ပါဘူးဒီလိုပုံစံမျိုးလေးပေါ့နော်
okay ဆိုတော့ကျွန်တော်တို့ဒီမှာ validation rule ကရပြီဆိုတော့ကျွန်တော်တို့ validation ပါလာရင်ဘာလုပ်မှာလဲဆိုတဲ့ဟာကိုကျွန်တော်တို့စပြီးတော့ရေးမှာဖြစ်ပါတယ် okay အဲ့တော့စပြီးတော့လုပ်မယ်ဆိုရင်တန်ဖို့ request ကမှာပေါ့နော်ကျွန်တော်တို့ data ဆိုပြီးတော့ကျွန်တော်တို့ဒီမှာစပြီးတော့ this ဆိုပြီးတော့request ဒီဟာနဲ့ product info ဆိုပြီးတော့တောင်းလိုက်မယ် request ထည့်ပေးလိုက်မယ်အဲ့တော့ဒီထဲမှာဘာပါလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးစပြီးကြည့်မယ်ပေါ့နော်ကြည့်မယ် okay ဒီ data ဆိုပြီးတော့ဒါဆိုရင်ဒီမှာသွားလိုက်မယ်အဲ့တော့ Napoleon pizza ဒီမှာလောက်ထားတယ်အဲ့တော့ Napoleon pizza ဆိုတာက category ကဘယ်လောက်လဲသွားကြည့်အောင်အဲ့တော့ Napoleon pizza ဆိုတာ category 1เนาะ1နဲ့သွားနေတယ်အဲ့တော့ဒီအချိန်ဒီမှာ update လုပ်ရင်ကျွန်တော်တို့category ID က1နဲ့ပါလာတယ်เนาะဒီမှာကြည့်လိုက် price က9000 waiting time က5 description ပါတယ်ဟိုပါတယ် name ပါတယ် name ရဲ့ description ရဲ့ price ကဟိုအဲ့တော့အကုန်ပါတယ်ပေါ့နော် image တော့ပါမလားဘာလို့လဲဆိုတော့ image မှာကျွန်တော်တို့မရွေးခဲ့လို့ပေါ့နော်တကယ်လို့ကျွန်တော်တို့ image မှာဒါကျွန်တော်တို့ရွေးခဲ့မယ်ဆိုရင်ပေါ့နော် image မှာဒါကျွန်တော်တို့ဒီ update လုပ်ပြီးတော့ကျွန်တော်ဘယ်ဟာကိုရွေးမှာလဲဆိုတော့ desktop တွေကကျွန်တော်ပုံပေါ့နော်ရွေးခဲ့မယ်ဆိုရင်ဘာပါမှာလဲဆိုတော့image မှာရွေးပြီးတော့ image တောင်မှဖမ်းမှာလားဘာလို့မဖမ်းတာလဲဟုတ်တာပဲ image ကဖမ်းမှာမဟုတ်တော့ဟုတ်တာပဲဒီ request tempo ထဲမှာ image ကိုဖမ်းမထားဘူးလေသူဖမ်းထားတာက category ရဲ့ name က description price က waiting အဲ့တော့ဒါတွေအကုန်ပါတယ်ပေါ့နော်ဒါတွေအကုန်ပါတယ်ဒါဆိုရင် category ID က1အဲ့တော့ဒီမှာကျွန်တော်တို့ category ကို1မဟုတ်ဘဲနဲ့ကျွန်တော်တို့တခြား Greek pizza ကိုရွေးပြီးတော့ update နေကြည့်မယ်ဒါဆိုရင်4သူ့ရဲ့သက်ဆိုင်ရာဟာတွေပါတယ်ဒါဆိုရင်ကျွန်တော်တို့ changes လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနောက်မှာ update တွေထည့်ပြီးတော့ကျွန်တော်တစ်ချက်ရေးကြည့်မယ်ဒီ chicken pizza update this is not bad update ဒါကို Greek pizza မဟုတ်ဘဲနဲ့ New York pizza ဒါဆိုရင်3ဖြစ်ရမယ်ဒီဈေးနှုန်းကိုကျွန်တော်ဘယ်လောက်ထားမလဲဆိုတော့40ပဲထားလိုက်မယ် waiting time ကိုမိနစ်50 view ကောင်းရင်ဒါမလိုဘူးเนาะ view ကောင်းရင်ဒါရမလိုတာဖြစ်တဲ့အတွက်ဒီမှာတွေ့လားကျွန်တော်တို့ changes လုပ်လိုက်တယ်ဟာတွေ data ပါတယ်ဒါဆိုရင်ကျွန်တော်တို့လုပ်လို့ရပြီပေါ့နော်ဒါဆိုရင်ဒီ data ထဲမှာကျွန်တော်တို့ update လုပ်ဖို့အတွက်သက်ဆိုင်ရာ data တွေအကုန်ပါပြီဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီဓာတ်ပုံကိစ္စကိုစပြီးတော့လုပ်မှာဖြစ်ပါတယ်အဲ့တော့ဓာတ်ပုံကိစ္စကိုလုပ်ဖို့ဆိုတော့ဒါရှေ့မှာကျွန်တော်တို့ update လုပ်ရင် storage တွေကလက်ရှိဟိုပေါ့ဓာတ်ပုံတွေပါတွေချိန်နေဆိုရင်အဟောင်းကိုဖြတ်ပြီးတော့အသစ်ကိုတင်နေအပိုင်းဒါလည်းမိတ်ဆွေတို့လုပ်နေကြဆိုတော့အရင်မပြောတော့ဘူးကျွန်တော်ဒီတိုင်းပဲထပ်ပြီးရေးသွားရတော့မယ် hash file ဆိုပြီးတော့ကျွန်တော်တို့ဟိုဘက်ကဘာရှိလဲဆိုတော့ pizza image เนาะ pizza image ဆိုတဲ့ဟာလေးရှိလားရှိတယ်ဆိုရင်စပြီးတော့လုပ်မယ်မရှိဘူးဆိုရင်မလုပ်ဘူးပေါ့နော်မရှိဘူးဆိုရင်မလုပ်ဘူးရှိလားဆိုရင်ကျွန်တော်တို့စမယ်အဲ့တော့စပြီးတော့လုပ်ဖို့အတွက်ကျွန်တော်တို့ပုံအဟောင်းကိုဖြတ်မယ်ပုံအဟောင်းဖြတ်ဖို့အတွက်အဟောင်းနာမည်ကိုကျွန်တော်တို့လိုအပ်တယ်เนาะအဟောင်းနာမည်ကိုလိုအပ်တာဖြစ်တဲ့အတွက် o image name ဆိုပြီးတော့ကျွန်တော်တို့ယူလိုက်မယ်ဒါအဟောင်းနာမည်ဆိုတာဖြစ်တဲ့အတွက် pro tuct product တွေကဝယ်ကျွန်တော်တို့သူ့ရဲ့ ID ကသက်ဆိုင်ရာရတယ်ပေါ့နော် ID ဒီ product ထဲမှာ ID ကကျွန်တော်တို့ request တွေကဘာလဲဆိုတော့pizza ID သူ့ရဲ့သက်ဆိုင်ရာ ID ကို request တွေကထည့်ပေးလိုက်တယ်ဒီမှာဆိုရင်ဒီကထည့်ပေးလိုက်တယ်နော် pizza ID အဲ့တော့အဲကောင်နဲ့တူတဲ့ကောင်ရှိလားရှိတယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲfast ဆိုပြီးတော့ယူလိုက်မယ်ယူပြီးတော့မှကျွန်တော်တို့ယူလိုက်မယ်ပေါ့နော်ယူပြီးရင်ကျွန်တော်တို့ဒီမှာ o image name နဲ့ကိုကျွန်တော်တို့ဒီရရှိလာတဲ့ထဲက image လေးကိုထည့်မယ်အဲ့တော့ဒီလေးရင်ဆုံးထုတ်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ရမရသေးကြအောင်တော့ထုတ်ကြည့်ရမယ်ဘာလို့လဲဆိုတော့အများကြီးရေးပြီးမှမှားရင်ရှားခက်တယ်ပေါ့နော် okay အဲ့တော့ဒီ pizza ကပါလေ chicken pizza ရဲ့နာမည်ကပုံနာမည်ကပါလေလေဒီမှာ various ဆိုပြီးတော့ various ဆိုတဲ့စလုံးပါတယ်ပေါ့နော် various ဆိုတဲ့စလုံးကျွန်တော်ထဲမှာအဲ့ဒါဆိုရင်ကျွန်တော်ဓာတ်ပုံချိန်မှာပဲကျွန်တော်တို့အဲ့ဟာသွားမှာเนาะဘာဖြစ်လို့လဲဆိုတော့ဒီမှာဓာတ်ပုံချိန်မှာမချိန်မဲ့သွားရင်မိတ်ဆွေတို့ကြည့်ဘာမှထုတ်ပြမှာမဟုတ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဒီ condition မကိုက်လို့ပေါ့နော်အဲ့တော့အဖြူကြီးပြနေတယ်ဆိုတော့ကျွန်တော်တို့ဘာမှရေးမထားလို့ပေါ့နော်အဖြူပြနေတာ okay အဲ့တော့ဒီမှာတစ်ခုချိန်မယ်ပုံအဟောင်းဒီမှာတွေ့လား various ဆိုတာပါတယ်ဒါဆိုရင်ဓာတ်ပုံအဟောင်းကျွန်တော်တို့ရပြီပေါ့နော်ဓာတ်ပုံအဟောင်းရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဓာတ်ပုံအဟောင်းကိုကျွန်တော်တို့ရဲ့ storage ထဲမှာရှိတဲ့ဟာကိုဖြတ်ရမယ်ပေါ့နော် if ကျွန်တော်တို့ဘာလဲဆိုတော့ o name not equal နာဒါပေမဲ့ဒီဟာစစ်စရာတော့မလိုဘူးဘာလို့လဲဆိုတော့
ဒါပေမဲ့ဆက်လိုက်တာတော့ပိုကောင်းပါတယ်စစ်စရာမလို့ဆိုတာဓာတ်ပုံမရှိတာဆိုတာ database မှာမရှိဘူးလေဘာလို့လဲဆိုတော့ product ကအမြဲတမ်းရှိနေမှာပဲเนาะအဲ့တော့ဒါပေမဲ့မစစ်ရင်လည်းရတယ်လို့စစ်ရင်လည်းရတယ်ဒါပေမဲ့တစ်ခါတည်းတော့စစ်လိုက်ပါမယ် storage storage delete delete အဲ့တော့ public folder ထဲမှာသွားဖြတ်မယ်ဘယ်ကောင်အောင်လဲကျွန်တော်တို့ရရှိလာတဲ့ o image ဒါတော့ဒီဟာ condition မစစ်ဖဲရင်တော့ရတယ်ဘာလို့လဲဆိုတော့ profile မှာတော့မထည့်တဲ့လူတွေလည်းရှိလို့မရှိဘူးဆိုရင်ကျွန်တော်တို့ဖြတ်စရာမလိုဆိုပြီးလုပ်ခဲ့တာပေါ့เนาะကျွန်တော်တို့ရဲ့ account profile မှာတော့ဒီကျွန်တော်တို့ pizza ကြတော့ဓာတ်ပုံကမရှိမဖြစ်ထည့်ရမှာဆိုတော့အမြဲတမ်းရှိနေမှာဆိုတဲ့အတွက်ကြောင့်မစစ်ဖဲထည့်လိုက်ရတယ်အဲ့တော့မိတ်ဆွေတို့သဘောပေါ့เนาะမစစ်ဖဲလည်းကိစ္စမရှိဘူး storage တုံးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ use storage use storage ဆိုတာရေးပြလိုက်မယ်ပေါ့เนาะ okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ data local project ထဲမှာဖြတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ file name ဆိုပြီးတော့ကျွန်တော်တို့ဘာယူမှာလဲကျွန်တော်တို့အသစ်ထည့်တဲ့ပုံရဲ့နာမည်ကိုစပြီးတော့ယူတော့မယ်ပေါ့နော်အသစ်ထည့်တဲ့ပုံဆိုတော့ request က file name ကကျွန်တော်တို့ရဲ့ pizza image ရဲ့ get client original name ယူလိုက်မယ်ဓာတ်ပုံအသစ်ရပြီဆိုရင်ကျွန်တော်တို့ဒီကုံကိုသိမ်းဖို့အတွက်လုပ်မယ်သိမ်းဖို့အတွက်ဆိုတော့ဒီ request ထားတဲ့pizza image ကိုကျွန်တော်တို့ store as store as ဆိုပြီးတော့ဘာမှသိမ်းပါလဲဆိုတော့ public ကျွန်တော်တို့ link ချိန်ထားတဲ့ public နဲ့ clone လုပ်မယ်ပြီးရင်ထည့်မယ်ကျွန်တော်တို့ရရှိလာတဲ့ဓာတ်ပုံနာမည်လေးအသစ်ကိုထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ project ထဲမှာအဟောင်းကိုဖြတ်ပြီးသွားပြီအသစ်ကိုထည့်ပြီးသွားပြီနောက်ထပ် database မှာထည့်ဖို့အတွက်အပေါ်က data တွေကဒီ image ဆိုတဲ့ဒီ field တွေကိုဘာထည့်မှာလဲဆိုတော့ပုံနာမည် database မှာကကျတော့ပုံနာမည်လေးသိမ်းမယ်ဒါလေးလုပ်လိုက်မယ်လုပ်ပြီးသွားရင်ကျွန်တော်တို့ဘာလုပ်မှာလဲတကယ် update လုပ်လို့ရပြီwhere ဆိုပြီးတော့ကျွန်တော်တို့ဒီဘာလုပ်မှာလဲ update လုပ်မှာဆိုတော့ဒီ ID လေးနဲ့ကျွန်တော်တို့ရရှိလာတဲ့ဒီ request တွေက ID လေး pizza ID လေးနဲ့တူတဲ့ကောင်ကိုကျွန်တော်တို့ဘာလုပ်မှာလဲ update လုပ်မှာဖြစ်ပါတယ်ဘယ်ရလဲဆိုတော့ကျွန်တော်တို့ပုံပါရင်လည်းပါတယ်ပုံပေါ့နော်မပါရင်လည်းကျွန်တော်တို့စာပဲ update လုပ်သွားမယ်လုပ်ပြီးသွားရင်ဆိုရင်ကျွန်တော်တို့ဘာကိုပြန်မှာလဲဆိုတော့ကျွန်တော်တို့ return redirect route ဘယ်ကိုပြန်မှာလဲဆိုတော့ list ကိုပြန်မှာ route list ဒါပဲပေါ့နော်ကျွန်တော်တို့ဖန်တီးခြင်းအောင်မြင်ပါသည်ပါညာ update တွေပါမကြီးတော့ဒါပဲပြန်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရပြီ validation ကိုလည်းကျွန်တော်တို့ဒီလိုမျိုးခွဲသုံးတဲ့ပုံစံလေးရပြီ unit ကိုလည်းသူ့ဟာသူလောက်တာလည်းရပြီပုံပါတယ်ဆိုရင်ပါတဲ့ပုံကိုလုပ်မယ်မပါဘူးဆိုရင်ကျွန်တော်တို့ဒီကိစ္စမလုပ်ဘူးမလုပ်ဖဲနဲ့တခါတည်းစာပဲပြောင်းပါမယ်နော် okay ပုံအဟောင်းလည်းပြတ်မယ်ပုံတစ်လဲဟိုအပြတ်မယ် okay ဆိုတော့ကျွန်တော်တို့ပုံအဟောင်းပြတ်မပြတ်ကိုတစ်ချက်ပြန်ပြီးကြည့်မယ်ကျွန်တော်တို့ storage တွေကပုံအသစ်တစ်ခုထည့်လိုက်မယ်ဗျာပုံအသစ်တစ်ခုထည့်မယ်ဆိုတော့ကျွန်တော်ဒီမှာနာမည်ပြောင်းလိုက်မယ်ဒါဆိုရင်ကျွန်တော်နာမည်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်ဗာလဲဆိုတော့ seafood ဆိုတော့ JPEG လေးတစ်ခုနာမည်တစ်ခုနဲ့လောက်လိုက်မယ်အဲ့တော့ပုံအသစ်စာပြီးတော့တင်မယ်ပေါ့နော် list အဲ့တော့ပုံအသစ်သွားတင်မယ်ပုံအသစ်သွားတင်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာadd pizza လုပ်မယ်ဒီကောင်ကိုကျွန်တော် seafood and spicy pizza သူရဲ့ category ကဘာမှလဲဆိုတော့ဒီ New York style pizza ပေါ့နော်သူရဲ့ pizza this taste TSTE it so good so good ပေါ့နော်ကြည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့ pizza ကိုကျွန်တော်တို့ဗာလဲခုနကတော့က seafood ဆိုတဲ့ဟာseafood.jpeg နာမည်ကိုကျွန်တော်တမင်တကာမတူအောင်လုပ်တာပေါ့နော် seafood.jpeg waiting time ကဒါ15မိနစ် pizza ရဲ့ price ကဒါနည်းနည်းဈေးကြီးတယ်4000ပေါ့နော် create လုပ်လိုက်မယ် okay ဒီမှာ create လုပ်သွားပါပြီဒီမှာ seafood and spicy pizza ဆိုပြီးဒီဟာအဲ့တော့ဒါကိုကျွန်တော်တို့ view ကြည့်မယ်ခုနအတိုင်းရလားဒီမှာ this day is so good ဆိုပြီးပါပေါ့နော်seafood အရင်ကြီးနေတော့ကြတော့ဟိုမဖြစ်ဘူးတွေ့လားဒီမှာစာအရန်ရှိရင်ဒီမှာတဝက်ပဲပြတ်သွားတယ်အဲ့ကိစ္စအရင်ဆုံးလုပ်လိုက်အောင်ပေါ့နော်ကျွန်တော်တို့ခုနကတော့ seafood ထည့်သွားလားဒီမှာတွေ့လားbut seafood.jpeg ပေါ့နော်ဒီမှာ seafood.jpeg ဆိုပြီးသူထည့်သွားတယ် okay ထည့်သွားတယ်ဆိုတော့ကျွန်တော်တို့ခုနကတော့ကဒီအပိုင်းလေးကျွန်တော်တို့ရဲ့ project base ထဲမှာ save ပြီးသွားပြီပေါ့နော်ပုံလေး save လုပ်လဲပေါ်တာပါအဲ့တော့ကျွန်တော်တို့
edit မှာကျွန်တော် width ကိုဒီလောက်ပဲထားတာ width ကိုမထားတော့ဘဲနဲ့50ထားလိုက်မယ်50ဆိုနည်းနည်းရှည်သွားမယ်ထင်တယ် width 50ဆိုရင်ဒီလောက်အဲ့တော့ကျွန်တော်တို့ဒီအရာကိုပွင့်မထားတော့ရင်ဝင်မထားတော့ရင်အပြည့်ပေါ်နေလိမ့်မယ်အပြည့်ပေါ်နေမှာဆိုတော့ဒီကောင် span မဲထားလိုက်တော့မယ် okay ဒါမျိုးကြီးအပြည့်ပေါ်နေရဗျwidth ကိုကျွန်တော်50လောက်ထားလိုက်မယ်ဒါဆိုရင်ဒီကောင်ကတော့အဆင်ပြေတယ်အဲ့တော့သူ့ကို center ပါကြအောင်လို့ကျွန်တော်တို့ဗာလဲဆိုတော့ test center ဒါပါထည့်ရေးထားလိုက်မယ် center ကြအောင်ပေါ့နော် okay ဒါဆိုကြမယ်ထင်ပါတယ်အဲ့တော့ဒီအသေးလေးတွေကြည့်ကြည့်မယ်ဥပမာ seafood pizza ပေါ့နော်ဒါကိုကြည့်ကြည့်မယ်ဆိုရင် okay နော် center ကြတယ်ဒါလောက်ဆိုရင်ရပါပြီအဲ့တော့ခုနကတော့က seafood and spicy pizza ဆိုတဲ့ဟာကိုကျွန်တော် seafood ဆိုတဲ့နာမည်လေးကကျွန်တော်တို့ရဲ့ storage ထဲမှာ save တော့သွားပြီဒီမှာကြည့်ဒီမှာ seafood.jpeg ဆိုပြီးတော့ save သွားပြီပေါ့နော်အဲ့တော့အဲ့ဟာလေးကိုကျွန်တော် view ကြည့်တဲ့အခါမှာအဆင်ပြေတယ် okay သူ့ရဲ့ data ရတယ်ကျွန်တော်တို့ update လုပ်မယ်ဆိုရင်ကျွန်တော်တို့သူ့ရဲ့ဒီမှာ seafood เนาะဒီမှာဒါ New York style pizza ဒီမှာပါလုပ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာချိန်မယ်နာမည်ကိုအဲ့တော့မိနစ်20ထားမယ်ဗျာဒါကို pizza ကို3000ပဲထားလိုက်တော့မယ် New York မဟုတ်တော့ဘူးကျွန်တော်တို့ဒီက Napoleon ဖြစ်သွားပြီ Napoleon this is so hot ပေါ့နော် hot and spicy okay ဒါဆိုရင်ကျွန်တော်တို့ seafood pizza မလုပ်တော့ဘဲနဲ့ကျွန်တော်တို့ပါလဲကျွန်တော်တို့ပါရေးမှာ seafood and sweet ပေါ့နော် okay အဲ့တော့ပုံကိုကျွန်တော်ဒီဓာတ်ပုံမဟုတ်တော့ဘဲနဲ့ဘာဓာတ်ပုံပဲချိန်မလဲဆိုတော့ကျွန်တော်ပုံချိန်လိုက်မယ်ဗျာကျွန်တော်ပုံဆိုတာမရှိဘူးဒါဆိုရင်ကျွန်တော်တို့ my profile.jpeg ဆိုတာဝင်လိုက်မယ်တော့ကြည့်ရင်ချိန်သွားတယ်ဒီမှာ seafood and sweet pizza 3000ဖြစ်သွားပြီcategory ကလည်း1ဖြစ်သွားပြီเนาะကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီထဲမှာရှိသေးလားတွေ့လားမရှိတော့เนาะ seafood မှာအဲ့တော့ကျွန်တော်တို့ရဲ့ local db ထဲမှာလည်းကျွန်တော်တို့ရဲ့ project ထဲမှာလည်းပြတ်တယ်ပုံလည်းချိန်တယ် data လည်းချိန်တယ်ကျွန်တော်တို့ဒီထဲမှာလည်းနာမည်ကျွန်တော်တို့ my profile ဖြစ်သွားလိမ့်မယ်တွေ့လားdownload.jpeg ဒီမှာ my profile.jpeg ဆိုပြီးဖြစ်သွားတယ်အဲ့တော့ဒီနေရာမှာကျွန်တော် my profile နေရာမှာခုန seafood ပြန်ပြီးတော့ချိန်မယ်ဒါဆိုရင်ကျွန်တော်ဒီနေရာပဲကွက်ချိန်မယ်ဒါဆိုရင်ကျွန်တော်တို့ seafood.jpeg ဆိုတာကိုချိန်မယ်ဒါဆိုရင် seafood.jpeg ဖြစ်သွားပြီဒီမှာကျွန်တော်တို့ profile my profile.jpeg မှာကွာမှာဒါဆိုရင် seafood ဖြစ်သွားပြီ seafood ကျွန်တော်တို့ရဲ့ project ထဲမှာလည်းတွားကြည့်ရင်ဒီမှာ seafood ဖြစ်သွားပြီ okay အကုန်လုံးက changes ဖြစ်နေဒါဆိုရင်ပုံအဟောင်းတွေကကျွန်တော်တို့အမြဲတမ်းပြတ်တယ်ပေါ့နော်အသစ်တွေပဲကျွန်တော်တို့ save တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီ storage ပိုင်းကိုလည်းကျွန်တော်တို့ကာကွယ်ရရောက်တယ် okay နော်အဲ့တော့ဒီမှာကျွန်တော်တို့ပုံတွေပါတယ်မထည့်ဘူးဆိုရင်ဘာမှမဖြစ်ဘူးဒါလို့ထည့်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ပုံ type မဟုတ်တဲ့ PSD Photoshop file တွေပါတယ်ကျွန်တော်တို့ထည့်မယ်ဆိုရင် error တော့တက်လိမ့်မယ်တွေ့လားနော် error တော့တက်လိမ့်မယ်အဲ့တော့ဒါမျိုးတွေရှိတယ်ပေါ့နော် okay ရမယ်ထင်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာဒီနေရာလေးတစ်ချက်သတိထားပါနော်ဒီနေရာလေးနော်အဲ့တော့ create မှာဆိုရင်ကျွန်တော်တို့ require ပါတယ်update တွေပါတွေလုပ်မယ်ဆိုရင် require ဖြုတ်ထားတယ်နော် okay အဲ့တော့အဆင်ပြေမယ်ထင်ပါတယ်အဲ့တော့ကျန်တာကတော့ပုံမှန်အတိုင်းနေပါတခြားထွေထွေထူးထူးတော့ကျွန်တော်တို့ changes ဖြစ်တာမရှိဘူးဒီတစ်ချက်ပဲပေါ့နော်ဒီတစ်ချက်ပဲ okay အဆင်ပြေမယ်ထင်ပါတယ်အဲ့တော့နောက်သင်ခန်းစာမှာပဲပြန်ပြီးတွေ့ကြပါမယ်အဲ့တော့ဒီမှာတကယ်လို့ back တွေပါတွေနှိပ်ချင်တယ်ဆိုရင်လည်းခုနအတိုင်းလေးရမယ်ပေါ့နော် edit မှာကျွန်တော် back လောက်ထားသလိုပဲ history.back နဲ့တွားလို့ရပါတယ် control ဒါအဲ့တော့ okay ဒီမှာသွားရင်အဲ့တော့ဒီကိုသွားရပေါ့နော် back ဆိုတာဒီနေရာလာရင်တန်းပြီးတော့နှိပ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နည်းနည်းတော့ short ရှိတယ်ဆိုတာဘာလို့လဲဆိုတော့ history.back ဆိုတော့ဒီနေရာလေနောက်ကိုသွားမယ်ဆိုရင်အဲ့ဒီနေရာပဲပြန်ရောက်တယ်အဲ့ဒါမလို့ကျွန်တော်တို့ဒီအစအပြန် run လိုက်ပေါ့နော်အစအပြန် run နေဆိုရင်အဆင်ပြေလိမ့်မယ်နှမို့ဆိုရင်ဗျာကျွန်တော်တို့ edit page မှာနေပြီးတော့ back လုပ်တယ်ဆိုရင်ကျွန်တော်တို့ edit page ပဲပြန်ရောက်လိမ့်မယ်เนาะဒီလိုပုံစံမျိုးဖြစ်နေလိမ့်မယ်အဲ့တော့ project ကိုအစအပြန် run တော့ဒါအဆင်ပြေပါတယ်ဒီမှာသွားမယ်ကျွန်တော် update နေမယ်ဒါရတယ် okay အဲ့တော့ကျွန်တော်ဘာရှာမလဲဆိုတော့ sweet ဆိုတာရှာမယ်sweet ဆိုတာအဲ့တော့ဒါကို edit နေမယ် okay ဒါလုပ်တယ်အဲ့တော့ဒီနေရာကိုပြန်တော့မယ်အဆင်ပြေတယ်เนาะဒီလိုပုံစံမျိုးအဲ့တော့ဗျာကျွန်တော်တို့ခုန history.back ဆိုတာကျွန်တော်ဘယ်လိုသဘောလဲဆိုတော့ကျွန်တော်တို့ဒီလိုသဘောမြတ်ကျွန်တော်ပြမယ်
အခုချိန်မှာကျွန်တော်ပါလေဆိုတော့ဒီမှာဒီကိုသွားလိုက်တယ်ဒီ page เนาะဒီ page ဖြစ်နေတယ်အဲ့တော့ဒီ page ကလေကျွန်တော်ဒါဖွင့်လိုက်တယ်ဒီမှာ reload လုပ်တယ်ဒီမှာအဲ့တော့ဒီနေရာလေသွားလို့တော့ရတယ်အဲ့တော့ဒီမှာဒီ page ပဲဒီ page ကလေ sorry ဒါပေမဲ့ဒါကလည်းကျွန်တော်တို့ short ရှိတဲ့အချက်တွေရှိတယ်ဗျာဥပမာဒီကလေကျွန်တော်တို့ reload နှိပ်လိုက်မယ် reload နှိပ်ပြီးရင်ကျွန်တော်တို့ဒီကိုပြန်တော့မယ် okay ရနေတယ်เนาะအစင်တော့ပြေပါတယ်အများကြီးတော့ဟိုမှာဖြစ်ပါအောင်အဲ့တော့အဆင်ပြေမယ်ထင်ပါတယ်ဆိုလိုတဲ့သဘောကဗျာဥပမာကျွန်တော်တို့ A process ကိုလုတ်ပြီးတော့ကျွန်တော်တို့ B ကိုသွားရင် history တော့ဘက်ကဘာကိုညွှန်းမလဲဆိုတော့ A ကိုပြန်ညွှန်းတယ်အဲ့တော့ A process ကိုလုတ်ပြီးတော့ C ကိုသွားတယ်ပြီးရင် B ကိုသွားတယ်ဆိုရင် history တော့ဘက်ဆိုရင်ဘယ်ကိုပြန်သွားမလဲဆိုတော့ C ကိုပြန်သွားမယ်ဆိုလိုတဲ့သဘောကဗျာရှေ့ကလုတ်လိုက်တဲ့ဖြစ်စဉ်ကိုကျွန်တော်တို့ပြန်သွားတာအဲ့သဘောပဲအဲ့တော့တချို့နေရာတွေကျတော့ဒါကိုသုံးမရတဲ့နေရာတွေရှိတယ်အဲ့တော့အဲ့ဟာလေးတွေလည်းနောက်ပိုင်းပါလာလိမ့်မယ်အခုထိကတော့ဒါသုံးလို့ရသေးတဲ့အတွက်ကျွန်တော်ဒါကိုသုံးထားတာဖြစ်တယ်အဲ့တော့အဆင်ပြေမယ်တော့ထင်ပါတယ်โอเคအဲ့တော့ဆိုလိုတာဗျာဒီမှာကျွန်တော်ပြမယ်ဒါဆိုရင်ဒီ URL ကိုကျွန်တော် copy ကူးလိုက်မယ်ကူးပြီးတော့ကျွန်တော်တို့ဒီမှာ account ဆိုတဲ့ဟာကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်ဒီ URL ကိုချလိုက်မယ်เนาะခုနဟာကိုပြီးရင်ကျွန်တော်ဒီမှာ back ကိုပြန်သွားတဲ့အခါဘယ်ရောက်နေလဲဆိုတော့ account ကိုပြန်ရောက်သွားရမယ်ဆိုလိုတဲ့သဘောကအဲ့သဘောပေါ့เนาะကျွန်တော်တို့ရှေ့ကလောက်ထားတဲ့ process ကိုပြန်ပြီးတော့သွားတာပေါ့เนาะရှေ့ကလောက်ထားတဲ့ process ကိုသွားတကယ်ဆိုရင်ဗျာကျွန်တော်တို့မိတ်ဆွေတို့အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်ကျွန်တော်တို့ဒီဟာကိုနှိပ်တယ်ဒီ page ကအမြဲတမ်းဒီဟာကိုသွားရင်ကျွန်တော်တို့ pizza ရဲ့ list page ကိုပဲသွားရမယ်ပေါ့เนาะဒီလိုမျိုးသဘောမျိုးဆိုရင်တော့ကျွန်တော်တို့အဲ့လိုမျိုးသုံးချင်တယ်ဆိုရင်တော့ဘယ်လိုသုံးလို့ရလဲဆိုတော့ဒါကို link ချိန်လိုက်ဒါကလည်းကျွန်တော်တို့အဲ့တော့ဒါကို copy ကူအဲ့တော့ဒါကောင်းကျိုးရှိတယ်လို့ဆိုးကျိုးလည်းရှိတယ်ပေါ့နော်ခုနပြောလို့ပဲ list တွေပါတယ်ချိန်လိုက်ဒါကို link ချိန်လိုက်ရင်အဲ့ဒါအဆင်ပြေသွားလိမ့်မယ်ဆိုတော့ဒီမှာဒါမျိုးရေးပေါ့နော်ဒါကိုလုပ်ရင် route ကျွန်တော်ပါလဲ PRODUCT products list okay ဒါဆိုရင်ကျွန်တော်တို့ဥမာဒီ URL ကိုကျွန်တော် copy ကူးထားမယ်ကူးပြီးတော့ကျွန်တော်ဒီမှာ account ကိုသွားမယ်account ကိုသွားပြီးတော့ဒီ URL ကိုကျွန်တော်တို့ paste ချမယ်ပြန်ရိုက်မယ်ရိုက်ပြီးရင်ကျွန်တော်တို့ list page ကိုသွားရင်ဘယ်သွားမလဲဆိုတော့ဒီကိုပဲပြန်သွားမယ်เนาะဒါပေမဲ့ဒါရဲ့စိုးကျိုးကဘာလဲဆိုတော့ကျွန်တော်တို့ suite တို့switch တို့ဘာလို့ရိုက်တယ်ဆိုရင်ကျွန်တော်တို့ရတယ်ပြီးရင်ဒီမှာ D ကိုကြည့်ပြီးတော့ကျွန်တော်တို့ D ကိုပြန်သွားရင်ဘာလဲဆိုတော့ဒါမျိုးပြန်ပြီးပေါ်တယ်အဲ့တော့အဲ့ဒါမျိုးရှိတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့အရင် data ကိုပြန်မရဘူးဗျာအဲ့လိုမျိုး data ပြန်ရခြင်းနဲ့ဆိုရင်ဒါမျိုးသုံးလိုက်ဒါမျိုးသုံးရင် data ပြန်ရတယ်เนาะအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ switch ဆိုတဲ့ဟာရှာမယ်ကြည့်မယ်ပြန်သွားမယ်ဒါဆိုရင်ကျွန်တော်တို့ခုန data ပြန်ပြီးရတယ်ဒါပေမဲ့အဲ့ဟာရဲ့မကောင်းတဲ့အချက်ကဘာလဲဆိုတော့ကျွန်တော်ဒါကို copy ကူးပြီးတော့ကျွန်တော်တို့ဒီလိုမျိုးရှေ့ကိုသွားမယ်သွားပြီးတော့ဒီမှာကျွန်တော်တို့ paste ချပြီးတော့ enter ရိုက်မယ်ရိုက်ပြီးရင်ကျွန်တော်တို့ဒီမှာပြန်သွားရင်ဘယ်သွားလဲဆိုတော့ပြန်သွားတယ်เนาะအဲ့လိုမျိုးလေးတော့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးနှစ်ခုလုံးပေါ့เนาะကျွန်တော်တို့ဒီအခုချိန်မှာဒါကိုမကြိုက်သေးဘူးပေါ့เนาะမကြိုက်သေးဘူး history dot ဆိုရင်လည်းခုနကတော့ issue လေးတွေရှိသလိုဒီကောင်းဆိုရင်လည်းကျွန်တော်တို့အရင် old data ကိုပြန်ပြီးမရဘူးအဲ့တော့အဲ့လိုမျိုးရှိတယ်အဲ့တော့အဲ့လိုမျိုးနှစ်ခုစလုံးကိုလည်းမကြိုက်ရင်ကျွန်တော်တို့ပြည်လည်အောင်ရေးလို့ရတာက section တွေသုံးပြီးတော့ရေးလို့ရတယ်အဲ့ဒီ section တွေအကြောင်းတော့ကျွန်တော်ထည့်ပြီးတော့မသင်ရသေးဘူး section create လုပ်တာ section destroy လုပ်တာ section update လုပ်တာတွေဒါတွေရှိတယ်အဲ့တော့အဲ့ပုံစံလေးနဲ့တွားရင်တော့ရတယ်အဲ့တော့နောက်ပိုင်းတော့အဲ့ဟာလေးတွေထည့်ပေးမယ်အခုကတော့မိတ်ဆွေတို့ကြိုက်တာ3000ပေါ့နော်အဲ့တော့ဒါပေမဲ့ရိုးရိုးတာမန် customer တယောက်ဆိုရင်တော့ဒါဒီလိုမျိုး URL ကြီး copy ကူးပြီးတော့မှကျွန်တော်တို့ DI ကြီးဝင်တယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီလိုမျိုးကြီးသွားတယ်သွားပြီးရင်အဲ့လိုမျိုး URL မှာဒီလိုမျိုး paste ချပြီးတော့မှရိုက်မဲ့ user ဆိုတာတော့မရှိဘူးရိုးရိုးတန်းတန်း user ကတော့ကျွန်တော်တို့ဒီ URL ဆိုတော့သူတို့ဘာမှသိမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးပဲသူသုံးနေမှာပဲသုံးနေရင်တော့ကျွန်တော်တို့ကဘာမှကိစ္စမရှိဘူးအဆင်ပြေတယ်နော်ဒီတိုင်းသွားနေရင်တော့အဆင်ပြေတယ်ဒါပေမဲ့ခုနပြောလို့ပေါ့နော်ကျွန်တော်ဒါကိုရေးမယ်ရေးပြီးရင်ဒါကို copy ကူးမယ် URL လေးကို copy ကူးပြီးတော့ဒီလိုမျိုး page တွေကိုသွားမယ်သွားပြီးတော့မှဒီမှာ paste ချမယ်ဒီလိုမျိုးကျွန်တော် developer တွေပေါ့နော်ဒါတွေက developer တွေပဲလုပ်ထားရှိတာပါအဲ့တော့ကျွန်တော်တို့ developer တွေအနေနဲ့ဆိုရင်ဒီလိုမျိုး click တယ်ဆိုရင်เนาะဒီလိုမျိုး issue လေးရှိတယ်ဒါမှရိုးတန်းတဲ့ client တို့ customer တို့ဆိုရင်တော့အဲ့လိုမျိုးဘယ်သူမှသုံးမှာတော့မဟုတ်လေ URL ဆိုတော့သူတို့သတိထားမိခြင်းမှာတော့ထားမိမှာပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်အဲ့တော့မိတ်ဆွေတို့အခုချိန်မှာတော့ဒီ history dot ဘတ်နဲ့ဒါရဲ့ကွာခြားပုံလေးကိုတော့
တည်ထားပါအဲ့တော့တစ်ခုခုသုံးနေဆိုရင်ဒီဟာရဲ့ကောင်းကျိုးရှိလို့ဆိုးကျိုးလည်းရှိပါတယ်အဲ့တော့ဒီအတိုင်းပေါ့နော်အဲ့တော့ဒါသုံးနေဆိုရင်ဘာဖြစ်လဲကျွန်တော်တို့အရင် data ပြန်ရတယ်နော်ဒါပေမဲ့ကျွန်တော်တို့သူကထုံးစံအတိုင်းပဲအရင်ဟာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ password chain ကလေးဒီကိုကျွန်တော်တို့ URL copy ပြီးတော့လာရဲဆိုရင် error နေတယ်ဆိုရင်အဲ့ဒီ password page ကိုရောက်တယ်ပေါ့နော် list page ကိုပြန်မရောက်ဘူးအဲ့တော့ list page ကိုပဲရောက်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ရေးမယ်ဆိုရင်လေ data set ရှာပြီးတော့ပြန်သွားတဲ့အခါမှာလုံးဝ0 state ကိုပြန်ရောက်တယ်ကျွန်တော်တို့ရှေ့မှာလုပ်ထားတဲ့operation တွေတခုမှမကြံခဲ့ဘူးပေါ့နော်ဒီလိုမျိုးလေးရှိတယ်အဲ့တော့အဲ့ဟာတွေကိုထိန်းကျင်နေဆိုရင်နော် section နဲ့ရေးလို့ရတယ်အဲ့တော့မရတာတော့မဟုတ်ရတယ်ဒါပေမဲ့အဲ့ဟာလေးကြတော့နည်းနည်းလေးလေးလာတာရှိသေးတယ်ပေါ့နော်အဲ့တော့အခုချိန်မှာတော့ဒါလေးပဲလုပ်ထားပါအောင်အဲ့တော့ကြိုက်တာသုံးပါအဆင်ပြေပါတယ်โอเคအဲ့တော့နောက်သင်ခန်းစာမှာပဲတွေ့ပါမယ်အဲ့တော့ဒီသင်ခန်းစာတော့ဒီလောက်ပါပဲခင်ဗျာအဆင်ပြေတယ်ဆိုရင်မှတ်ထားပေးပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်